ဆိုင်လို့ခေါ်တဲ့နောက်ပိုင်းကနောက်စတင်ရန်အချိန်ကြပြီမို့တိမ်ဆိုးတဲ့လေးပြီးချတော်မူပါအတုံးခံမြာ
ဒီ
ပြန်မြူတာယာကြီးညာပြန်မြူကြီးညာတာယာပြန်မြူအိုလေးစေရဝဲမှာထွေးဆန်းချူအိုလေးစေရဝဲမှာထွေးဆန်းချူအိုတူဘယ်အဝဲမှာသာအိုတူဘယ်အဝဲမှာသာဆန်းထွေလာရွေရငါရွှေပေါ်တေးစာနေလို့မြဆန်းထွေလာရွေရငါရွှေပေါ်တေးစာနေလို့မြချီတရားညွတ်လာခညောင်သိတာမိမစေပနာဆုံးစေပြဖွညွတ်သွဲရှိချာကြီးညာတာယာပြန်မြူတာယာကြီးညာပြန်မြူတာယာကြီးညာပြန်မြူကြီးညာတာယာပြန်မြူအိုလေးစေရဝဲမှာထွေးဆန်းချူအိုလေးစေရဝဲမှာထွေးဆန်းချူအိုတူဘယ်အဝဲမှာသာအိုတူဘယ်
သွင်းမျိုးပါဆရာ ဒီနေ့မင်းကမင်းသားလို့ခေါ်ပါတယ် မမ ဘယ်နေရာမှာများစုတီးရတော့မေးရှေ့တုန်းကရှင်ပေများကြွလာတဲ့အခါမှာအနုပညာဂီတသမားများကဒီသချင်းကိုအဓိကဖျော်ပြရပါတယ် ဟုတ်ကဲ့ဗျ ဂီတသူတွေသည်အဖစိန်ဖို့တင်မှာကြတာပါတယ် မမ ဒီသချင်းကိုကျွန်တော်အဖေအသက်73နှစ်သားကနေရခဲ့တယ် ဟုတ် နော်အချင်းအင်မတန်မှကြာနှောင်းပါပြီသို့တော့တီးရမယ်အနေထားဆိုတာရှိပြီ ဟုတ် သို့တော့ပွဲရမှာတွေ့ကြည့်ရင်တော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေထုတ်ထိပ်ထားတဲ့ပွဲဘာသာရေးပွဲပေါ့ဘာသာရေးကိုခြေခံထားတယ်ဘယ်နေရာမှာဘာသာရေးကိုခြေခံထားတော့လို့မေးသားကိုတော့ရှင်းပြမယ်သမီးကိုတော့နားသားမယ်ကျွန်တော်လူတိုင်ကမှနိတိလန်းလာစူသောင်းထားတဲ့ဝေးကြီးတွေပမာဏတွေကိုခွာချပြီးတော့ ဟုတ် ရှင်းပြနားသားပြုလုပ်တဲ့ပွဲပါ မမ တိုးတက်နေတဲ့ခေတ်ထဲမှာမြန်မာဆိုင်အတန်အတွက်မပပြဖို့တော့လိုပါတယ် ဟုတ်ကဲ့ဗျာ နောက်ရှေ့ပိုင်းလိုက်ပေါ့ ဟုတ်ကဲ့ဗျာရှေ့ပိုင်းကရှေ့ပိုင်းအလျောက် မမ နောက်ပိုင်းကျတော့နောက်ပိုင်းလိုက်ပေါ့ မမ ဟုတ်ကဲ့ နော်တီးရတဲ့နေရာလေးမှာအချိုက်လေးတွေတော့တမျိုးစီဖြစ်သွားပါလိမ့်မယ် ဟုတ်ကဲ့ဗျာ ကျွန်တော်တီးပြလိုက်တဲ့သချင်းနဲ့ရှေ့ကနားထောင်ခြင်းနဲ့သချင်းနဲ့အချိုက်ချင်းတူသွားရင်တော့ကောင်းသွားပါလိမ့်မယ်နော် ဟုတ်ကဲ့ဗျာ အခုဆိုလိုက်တဲ့အမ ဟုတ်ကဲ့ စိုးကြည်သားမှာရှေးဦး ရှိတင်စင်ကလူမှုဧကရာရှိတင်စင်ကလူမှုဧကရာဘုံကွန်ချာတင်းပြတ်ခြင်းညာသေစာနေဝထွေလာဝိစာကြည်ကြည်ညာ ကြည်ညာမိတ်တန် ဟုတ် ကြည်ညာပတ်စပိုးကောတမ်းမှန်လို့ခေါ်တယ် မမဗျာကွန်ပျူတာတင်ဆက်သွား မမ နော် ဟုတ်ကဲ့ လေးပြေစော်သွင်းမြူးတဲ့ မှန်တယ်ဗျာ နော် ဟုတ် အဖိုးတို့ဖေတို့ခေတ်ကတီးခဲ့ခဲ့တဲ့တချင်းကြီးတချင်းကနေပါခမညာ ဟုတ်တယ်ဗျာ ပတ်စပိုးကောတမ်းမှန်နဲ့ဘာကြောင့်ပတ်စပိုးကောတမ်းမှန်လို့ခေါ်ရတော့လို့မေးပတ်စာကိုပို့ပြီးတော့တီးပြခြင်းကြောင့်ပတ်စပိုးလို့ခေါ်ခြင်းမှာ ဟုတ်ကဲ့ ဒါတနည်းမြင်လွယ်အောင်ချမ်းလွယ်အောင်ပြောလိုက်ခြင်းပါနော် မမ ဘယ်နေရာမှာပတ်စာပို့ရတော့လို့မေး9ပေါက်နေရာမှာ6ပေါက်6ပေါက်တန်တွယ်လေးကိုပတ်စာပို့တယ်နောက်ပေါက်6ပေါက်နေရာမှာ9တန်ကိုပြောင်းလိုက်တယ် ဟုတ် နောက်2ပေါက်နေရာမှာကျတော့3ပေါက်ဒီနေရာမှာပတ်စာကိုပို့ပြီးတော့တီးပြခြင်းကြောင့်ပတ်စပိုးလို့ခေါ်တယ် ဟုတ်ပြီ ဒါကြောင့်ရှေ့ပိုင်းတီးတဲ့ဆိုင်းရဲ့အတန်တွဲနဲ့နောက်ပိုင်းတီးတဲ့ဆိုင်းရဲ့အတန်တွဲကိုခွဲခြားပြီးတော့တီးပြတဲ့သဘောပါ ဟုတ်ကဲ့ဗျာ ဒီသဘောတရားလေးနော် မမ ကဲဒီတော့ပြင်းနေပါလိမ့်မယ်ဗျာကျွန်တော်တဲ့တဏှာကြီးတမနယ်ကြီးသူအသိရှိတဲ့သူအားလုံးကိုကျွန်တော်လေးလေးစားစားနဲ့တီးပြဆိုဗျာပြောပြပါရစေ မမဗျာ ဆိုင်းကောင်းတယ်မကောင်းဘူးဆိုတာအချိန်ပေါ်မှာမမူတည်ပါဘူး ဟုတ်ပါ တီးတဲ့အတန်တွဲပေါ်မှာဒါလေးမူတည်တယ် ဟုတ်တယ် ဒီနေ့နောက်ဗိသိက်ဆရာဦးစုံညိုပြောတဲ့စကားလိုပဲ ဘာမြတ်ပါလိမ့် မတိခင်လေးဆန်စားရတာဗျာသေရင်တလန်းစီသွားကြမယ်ပုဂ္ဂိုလ်တွေကြီးပဲ မှန်မို့ဗျာ သို့တော့ကောင်းတာလေးတွေပြောပြီးကောင်းတာလေးတွေပဲဆိုမယ်ကောင်းတာလေးတွေပဲတီးကြည့်အောင်နော် ဟုတ်ကဲ့ ဒါလေးကိုအမ ဟုတ်ကဲ့ သွားကြည့်မယ်နော် ကဲရှင်ရှိတင်စင်ကလူဧကရာရှိတင်စင်ကလူဧကရာဘုံကွန်ချာတင်းပြတ်ချင်ညာတေစာနေဝရွေလာဝဲစာချင်ညာတင်းလိုက်ဝင်းရိုင်းဦးကိုင်
တို့ဒီမင်္ဂလာနာချမ်းသာပြပြနဲ့ပြည့်စုံနိုင်ကြပါစေလို့စွမောင်ကောင်းတောင်းပါတယ်ကိုနီထက်ကြီး မမကိုကံကောင်းခမရ ရှေ့ပိုင်းပြီးတော့နောက်ပိုင်း ဟုတ်ကဲ့ဗျာ နောက်ပိုင်းကိုဆောင်းတဲ့ကြီးရှုအားပေးကြတော့ရွာရှိစံပြဘုံမိနဲ့တံမြေကံမှန်တဲ့အရက်ဒေသကိုအခြေကျရောက်ရှိခဲ့ပါပြီ မမ နော် ဟုတ်ကဲ့ ရောက်လာတဲ့ခိုက်တန်လေးမှာအကျိုးရှိစွာလက်လူတင်ဆက်ပေးရမယ်ချိန်ကာလ ဟုတ်ပါ ဒီလိုမှမုံဘိန်းနဲ့ပြိတ္တရေကိုပြောချင်တာပြောမှာပဲကိုဆိုချင်တာဆိုမှာပဲကိုတီးချင်တာတီးမှာပဲငါမင်းငါဆိုင်စကိုင်းရောက်ရောက်ငါလင်ငါတို့ပကိုးရောက်ရောက်ငါတကောကောပြီးတော့လှုပ်လှုပ်ရမယ်အချိန်ကာလတော့မဟုတ်တော့ဘူးဗျကိုနီထက်ကြီး မမကိုကံကောင်းခမရ နော် ဟုတ်ကဲ့ အဲ့တော့ဗလာစိတ်ရင်နောက်ပိုင်းမှာအားပေးကြတယ်အဲ့ပြိတ္တများအများသုံးလို့အားရှင်ကောင်းအောင်သားစိန်တောင်းကသမိုင်းတပုံမြန်းရအောင်စိုင်းမုံတိုင်းတိုက်ပြမယ်ကဏ္ဍဆိုရင်မမားပါ မမတော့ပါဘူး နော် ဟုတ်ကဲ့ အဲ့တော့ခိကရွှေလျားပြောင်းလဲလာတော့ကျုပ်တို့ဂီတဆိုတဲ့အရာကလည်းစိုင်းကလည်းရှေ့ပိုင်းနောက်ပိုင်းဆိုပြီးတော့ပြောင်းလဲပြီးမှုလာကြ မမ ကျွန်တော်တို့ရဲ့အဖိုးရွှေတောင်းမြိုင်တို့ခိကစိုင်းကဘလို့တီးတယ်လဲလို့မေးရှေ့ပိုင်းနောက်ပိုင်းရဲ့လို့ခွဲခြားထားခြင်းမရှိဘူးတဲ့ကိုနေတဲ့ မမကိုကံကောင်းခမရ ဘာကြောင့်လဲ အားကြောင့် စတီးပါပြီဆိုတဲ့ကွာပြိတ္တကြီးတောင်းလျှောက်နန်းစတော့တပရိတဲ့တီးချသွားတာတဲ့ ဟုတ်ကဲ့ ခေတ္တချင်းဘယ်ဒီမှန်းတော့မသိ ခေတ္တချင်းမပါပါဘူး နော် ဟုတ်ကဲ့ ကျုပ်တို့ဒီဘက်ခေတ်ရောက်တော့မှသာပြိတ္တကြီးအလီလီပြောင်းလာတော့မှခေတ္တချင်းလေးလုပ်ပါအောင်ခေတ္တချင်းလေးဆိုပါအောင်အလီလီပြောင်းလဲသွားတာလေးကိုပြိတ္တပြောပြခြင်းတဲ့သဘောပါ မမ နော် ဟုတ်ကဲ့ အဲ့တော့နေဝင်လုံးမိဒီကမှာငုတ်တော့နည်းနည်းမှလုံခွင့်မရတဲ့ဒီဘက်တစ်ချက်ကကျွန်တော်ညီတော်နောင်တော်များညာဘက်တစ်ချက်ကကျွန်တော်ရဲ့ညီတော်နောင်တော်များအညောင်းပညာပြည်လေးဖြစ်တာခဏလေးပေါ့ မမဗျာ အကျော်လေးစမ်းကျွန်တော်လူရှင်တော်များကသဘောပေါက်မနှောထောက်ပြီးတော့အပြိုးထောက်ရတဲ့ကဏ္ဍပါ ဟုတ်ကဲ့ဗျာ ကဲဒါဆိုမင်းတို့လူရှင်တော်တွေကဘာတွေပြောမှာလဲ မမ လူရှင်တော်တဲ့ကျုပ်တို့ကပြိတ္တပြောစရာစကားကတော့စကားရအင်္ဂါ၄တန်ကလွှဲရင်ပြောစရာစကားမရှိပါဘူး ဟုတ်ကဲ့ အမားပါတော့ပညာသေးပြန်တယ်လို့ထင်မှဆိုရတယ်ဗျ မမ အင်္ဂါ၄တန်ရဲ့အဓိပ္ပာယ်ကဘာတွေလဲ ဘာတွေများပါလဲ အင်္ဂါ၄တန်ကတော့ပြိတ္တရေဒုပဏိတဝါစာဓမ္မဝါစာပိယဝါစာသစ္စာဝါစာတဲ့၄မျိုး မမ ဒုပဏိတဝါစာဘဝများစွာကုန်သောတုဒ္ဒအကြမ်းမြင်ကရရှိတဲ့စာပေရဲ့အသီးပွင့်လက်တွေကြကြဘွားကပေးတဲ့တဒနာနေရာပေါင်းဆက်ပြီးကောင်းမြတ်တဲ့နောက်ပိုင်းချိန်ကမှဗလာဆိုင်ကိုစောင့်တိုင်းကြည့်ယူအားပေးကြတော့အဲ့ပရိသတ်များရဲ့ရှေးမောင်အနုပညာလို့ခေါ်တဲ့စကလုံးလှလှလေးများဖန်တီးခြင်းမုံခြင်းကိုသူပဏိတဝါစာလို့ခေါ်တဲ့ မမ အဲ့ဒါနံပါတ်1ကျုပ်တို့ပြောရမယ်စကား ဟုတ်ကဲ့ နောက်နံပါတ်2ဓမ္မဝါစာဓမ္မတရားစကားပြောရတယ်တဲ့မှန်တာပေါ့ဗျာကိုနေတဲ့ကြီး ဟုတ်ကဲ့ကိုကံကောင်း ဟောဒီမန္တကဘသူပိုင်တယ်လဲလို့မေးဘုရားမြတ်စွာဘုရားရှင်ပိုင်နေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုပြိတ္တယာယီတရင်သုံးဖို့အတွက်စောက်လုပ်ပေးတာ မမ နော် ဟုတ်ကဲ့ အဲ့ဒီမန္တတင်မှာပြိတ္တကျိုးတို့လူရှင်တော်တွေကဘုရုဒ္ဓဝါစာကျမ်းတဲ့စကားတွေပါလို့မရဘူး မပါပါဘူးခမရ တမ္ပပလာပဝါစာသိမ့်မိတဲ့စကားတွေမပါရဘူး ဟုတ် အဲ့တော့ဒီလိုကဏ္ဍမှာပြိတ္တကျိုးတို့ကဓမ္မတရားစကားပြောရတယ်တဲ့ မမ နော် ဟုတ်ကဲ့ နောက်ပြိတ္တရေဒုပဏိတဝါစာဓမ္မဝါစာပိယဝါစာခွန်ရသားသမီးရှိခင်နေတဲ့စကားများပြောရ မမ ရုပ်တန်ရန်တို့ပုတ်တန်မန်တို့ဖုတ်တန်ဖန်းတို့တဲ့စကားမပါရဘူးတဲ့ ဟုတ် နော် ဟုတ်ကဲ့ နောက်ဆုံး၄ခုမြောက်ကတော့သစ္စာဝါစာတဲ့မှန်သောစကားပြောရမယ်တဲ့ ဟုတ်တာပေါ့ဗျာ နော် ဟုတ်ကဲ့ အဲ့တော့မှန်သောစကားကတော့ပြိတ္တရေအင်မတန်မှရေးကြီးတယ်ဗျဟိုတုန်းကစေးဆရာကြီးဇီဝကဆရာဇီဝကရဲ့ပြိတ္တစေးလွယ်အိတ်ထဲမှာစေးမုံနေစေးဘူးတွေမပါဘူးဗျ
မှန်ပါ ဟာဒါဆိုလူနာကိုဘယ်လိုကုတယ်လဲ ဘယ်လိုခု သေးလာတဲ့လူနာကိုခြေနေရကြည့်ပြီးတော့မှလူနာကိုစစ်စစ်ဟာဒီလူနာဘာဖြစ်တာတော့ ဟုတ် တော်တောတွေကဘယ်မြင့်တူးခဲ့ဟာဘယ်ရွက်ယူခဲ့ဟာဘယ်ဥခေါ်ခဲ့ဟာနော် ဟုတ် ဒီရွက်တော့ထောင်းกว่าဒီသားတော့မီးခင်กว่าဒီခောက်တော့ပြုတ်กว่าစေးများပေါ်ဆက်ပြီးတော့မှပြိတ္တကြီးလူနာကိုစေးမတိုက်ခင်မှာစေးဆရာကြီးဇီဝကဘာလုပ်တယ်မှတ်တော့ကိုနေတဲ့ ဘာလုပ်တယ်ကိုကန်ကောင်း သစ္စာဆိုတဲ့ဗျ ဟာကောင်းတယ်ဗျာ အဋိဌာဏ ဟုတ်ပါ နော် ဟုတ်ကဲ့ လူနာစေးမတိုက်ခင်မှာဘာလို့သစ္စာဆိုတယ်လဲဆိုရင်တော့ကျွန်ုပ်အမောင်ဇီဝကသည်တဲ့ငယ်စဉ်တောင်ကြီးကလေးဘွာအရွယ်ကကံငါးပါးအားခါဝိပစိုးကဲ့သို့လုံခြုံပါသောကြောင့်ဤမှန်သောသစ္စာစကားကြောင့်ကျွန်ုပ်ကုတဲ့လူနာယောဂါသည်လေပိန်းကြရွက်ပေါ်ရင်မတင်ကဲ့သို့ပျောက်ကင်းပါစေတဲ့ ဒီလိုသစ္စာဆိုတာ သစ္စာဆိုတာ ဟုတ်ကဲ့ နော် ဟုတ် အဲ့တော့မှန်သောစကားပြောတဲ့အတွက်ကပြိတ္တကြီးသစ္စာရဲ့တကူကပြိတ္တကြီးဂရိသစ္စာတည်တဲ့အခါမှာຫນွေမြတ်တပ်ပြီးဆေးဘက်ဝင်နေတဲ့ မှန်တာပေါ့ဗျာ တပတ်ကလူနာစိတ်တော့ချက်ချင်းယောဂပျောက်တဲ့ ဟုတ်ကဲ့ နော် ဟုတ် ဒါပါလေမှန်သောစကားပြောခြင်းဗျ ဟုတ်တယ် သစ္စာဆိုတဲ့အတိတ်ပဲပဲ မှန်ပါ နော်အဲ့တော့ဒီအခန်းကဏ္ဍမှာကျိုးလို့လူရှင်တော်များကဒုပဏိတဝါစာဓမ္မဝါစာပိယဝါစာသစ္စာဝါစာဆိုတဲ့စကားရအင်္ဂါ၄တန်ကလွယ်ရင်ပြောစရာစကားမရှိပါဘူးဗျာ ဟုတ်ကဲ့ နော် မှန်ပါ အဲ့တော့ပညာသိပြန်တယ်လို့ထင်မှစိုးရတယ်အတွက်ဗလာဆိုင်နောက်ပိုင်းကိုအားပေးကြတဲ့အေမင်းပရိသတ်ပေါင်းအားလုံးအများသုံးလို့အားအရှိန်ကောင်းသားစိန်တောင်းရဲ့နောက်ပိုင်းကဏ္ဍမှာတေးဂီတာနဲ့ကိုနေထက်ရဲ့ ကိုကန်ကောင်း ဒီလိုရွေးစီပြကြအောင်စု ရကြပါစို့ခမရ ကညာရဲ့သဘောပြူပါတယ်သဘောပြူပါတယ်တော့ကညာရဲ့မြို့ကြီးတို့မမတို့ညာလောက်တော့နှုတ်စကားပေါ့ညာမတတ်တော့လေကွယ်အယုံမစေတနာရကမွန်မြက်လာပါတယ်နေညွညွချစ်ကောင်းဝေးကျမတို့ရောစဖန်ညင်လာတာလမ်းကြွားခဲ့စိတ်မ
များလောက်တော့နှုတ်စကားဟုတ်များမတတ်တော့လေကွယ်အယုကစေတနာကမောမြက်လာပါလေဒီညိုညိုချင်းကဝဲကျမတို့ရွာစခန်းညံလာတာကြွားရဲ့ကွယ် ဆိုလိုက်တယ် ဟုတ်ကဲ့ တချင်းနာမည်က ရွာသားရလေးခေါ်ပါလေ ရွာသားရလို့ခေါ်ပါတယ်တကယ်တကယ်ကဆိုခဲ့တာကအမေမေလာမြင်ဆိုထားတဲ့တချင်း မမ ဘာတွေချင်းတော့မှစွကြည်သမားမေတို့ရွာ မေရွာသားစခန်းအလဲလာသမားကွယ်ညရောင်ချေလေးအခင်းနဲ့ကစီရောတလျှောက်မေထနောင်မင်းတွေအသွဲလဲဖူးကြတယ်ပွင့်ရတယ်ပွင့်ရတယ်တီးကြတယ်ပြာမြူလို့စိတ်မကြည်ညူဒီ သိကောင်းတဲ့တချင်းမှာ မမ သို့တော့ရေးထားတဲ့စာလေးတွေကဇမောင်းတင်းထဲမှာသားနဲ့မိနာတောင်ကြည့်ရှုလို့ရတယ် ဟုတ် ဟုတ် ဒါလေးကိုချင်းတော့ဖေဖေရတိုင်ကမန်းလေးစိန်တော့ကဆိုင်းရရတာလေးပေါ်လွင်အောင်တဲ့ဗလာတိုင်းတို့ဖြတ်တော့သွားလာလေးနဲ့တိထားတာလေးရှိတယ် ဟုတ်ကဲ့ ဒါလေးတိရှိအောင်နော် ဂျမ်းမင်း အာယုဒရာ ကျောင်းကြီးလေးကရဲ့ဖွေးလာတဲ့အိမ်မြတဲ့ကွယ်လောင်းကြီးလေးနဲ့ရဲ့အပြေးလေးပြေးလို့ကျူနေမယ်ကျောင်းကြီးလေးကရဲ့ဖွေးလာတဲ့အိမ်မြတဲ့ကွယ်လောင်းကြီးလေးနဲ့ရဲ့အပြေးလေးပြေးလို့ကျူမယ်လာပါကွယ်လာလာမကွယ်ရွာသားရစခန်းကိုလေပြုမောင်တော်ကြီးပြောစီမယ်လာပါကွယ်လာလာပါကွယ်ရွာသားရစခန်းကိုလေပြုမောင်တော်ကြီးပြောစီမယ်တရားတဲ့စံတဲ့တခါတလေလာလေပါလားကွယ် ဒုတိယပိုက် မမ ရေးထားတဲ့ဇာလီသိကောင်းနေဗျာ ဟုတ် ချောင်းရီကလေးလောင်းလီလေးစာကကာယံတပီလေးနဲ့သွားတာတဲ့ ဟုတ်ပါ တို့တော့တီးတဲ့နေရာလေးမှာကျတော့ဆိုင်းကိုခန့်ခန့်ညာညာဖြစ်အောင်တဲ့ကျွန်တော်အဖေကဘယ်ဘက်ကြောင်မှရှိတဲ့ပတ်မအကြီးကြီးနဲ့ဆိုင်းကိုခန့်အောင်ဒီလိုတီးထားတယ်ဗျာ ဂျမ်းမင်း နားထောင်ကြည့်အောင် ဟုတ် ဟေး ဟုတ် စိတ်ပြောစရာပါကွယ်ကျောင်းကဖျားများနဲ့ရွာဦးထိတ်မာတကယ်လောင်းကြီးပြီးတဲ့ချောင်းကြီးလေးနဲ့ကြီးကြီးလေးလေးသက်စင်ပါလေတခါတခါတော့ကွယ်လာနေနေထနောင်းမင်းတော်ဝဲခေါင်းမင်းတော်ဆွဲရဲ့တော်ဝိုင်းနဲ့ရွာသားရမယ်ပြောစရာပါကွယ်
လေ ဟာလေလေ လာခဲ့ကိုယ်စီလို့သာကျုံမဲ့ကိုရဲ့ကျုပ်တို့တော်တဲ့သဘောပြုဖို့ကိုယ်ရွရွသားသားဖိတ်ခေါ်ပါလေလာခဲ့ကိုယ်အခါတလဲလေလာခဲ့ကိုယ်ရွာသားရကလေးအလံတရားပိုက် မမောက် နော်ချောင်းကန်ဗယံမြန်နေရွာဦးထိပ်မှာကွယ် ဟုတ်ပြီ ရဲရွာနေတယ်လိုက်တယ် လိုက်တယ်ဗျာ ဒီသဘောတရားလေးပါကျွန်တော်တချင်းကိုရွေးပြီးတော့တီးပြလိုက်ရှင်းပါ ဟု နော် တ်ကဲ့ဗျ အခုဆိုလိုက်တဲ့နေရာလေးမှာကျွန်တော်အမ ရှင် အနုပညာသမားဆိုတာအကင်းပါဖို့လိုတယ် ဟုတ်ကဲ့ ဘယ်နေရာမှာကင်းပါလုံးလို့မင်းဒါဥရှိများကတော့တီးပြီးသားပါဗျာ ဟုတ်ကဲ့ ရှိတဲ့ပြိသက်ကျွန်တော်ပြိသက်ပေါ့နော် ဒါပေါ့ဗျ ဒီလောက်ပဲကောင်းပါတယ် ဘာကြောင့်တော့ နော်အများကြီးရှိနေလေတယောက်နဲ့တယောက်ထိဖို့နဲ့အိုက်တယ် အဲ နော်ဒါလေးကြတော့အေးလေးအေးတယ် ဟုတ် ကိုယ်နေရာလေးနဲ့ကိုငုတ်တုတ်လေးထိုင်းနေရုံပဲ အေးကြီးရတယ်ပေါ့ နော်ဒီသဘောတရားလေးအခုဆိုတဲ့နေရာလေးမှာအမရွာနာမည်လေးပိုင်ပို့ပြီးတော့တပါရတဲ့နေ ဟာဒါဟုတ်တာပေါ့ နော်ဒီသဘောတရားလေးစိုးကြည်တယ်မှာလာခဲ့ကွယ် လာခဲ့ကွယ်အခါတလဲလေလာခဲ့ကွယ်စီလို့သာကျုံမဲ့ကိုရဲ့ကျုပ်တို့တော်သူသဘောဖြူမှုကွယ်ယူယူသားသာဖိတ်ခေါ်ပါလေလာခဲ့ကွယ်အခါတလဲလေလာခဲ့ကွယ်ရေရှိကြည်ရွာ ရွာရှိလောက်တော့လို့ ဟို तू ကအမြန်ဆိုတာရရှိရရှိ နော် ဟုတ် ရေရှိကတော့ကိုယ့်အနေကိုယောက်ျားယူမှရမှာပဲနော်ရွာရှိလို့ဆိုမဟာတို့ရနာမည်ပါတယ်ရေရှိဆိုရင်တော့ဟောယူမဲ့ကာလာသားဒီမှာဟောဆက်ကြောင်ပဲပေါ့ဗျာအမေ လက်ညှိုးတွေထောင်း ရွာရှိကြီးရွာဒီလိုလေး ရောက်ရင်လေကြုတ်ပြောမယ်ဖိစာလေးတော့ဖတ်ကြအောင်လေဟုတ်လားကြာတော့ဘေးကနေလိုက်ထောက်ပေးနေရတာ ဒါကိုယောက်ျားမရ ရွာရှိလေကုန်းတော့ရွာရှိတို့နော် ဟုတ် အဲ့ဒါလေးပြောချင်တာ ဟုတ်ကဲ့ ဒါလေးဒါလေး တော်သေးဗျာငါအထင်ကြီးအောင်ပြောမှသူကမင်းရှုပ်တဲ့ကိုလှုပ်ပြီနော် နော်တော်သေးတယ်လိုက်လွင်တာဆိုတော့ကွက်တီဖြစ်သွားတာ ဟာတယ်စိုးကြည်တယ်မှာလာခဲ့ကွယ် လာခဲ့ကွယ်အခါတလဲလေလာခဲ့ကွယ်စီလို့သာကျုံမဲ့ကိုရဲ့ကျုပ်တို့တော်သူသဘောဖြူမှုကွယ်ယူယူသားသာဖိတ်ခေါ်ပါလေလာခဲ့ကွယ်အခါတလဲလေလာခဲ့ကွယ်ရွာရှိကြီးရွာကလေးအလွန်အေး အဲ့လိုလေးဆိုလိုက်တော့ဟောစူးကြတယ်လာဦးလားဗျာ အဲမလာပါဘူး မလာဦးလေသိတယ်လေ မရှိတော့ဘူးကိုယ်အိတ်သားကြီး ဟာ ဟုတ် ဒါသူတို့ကအိမ်တော့လည်းပါမလာဘူး ဟုတ် လမ်းလည်းကြာမနေခဲ့ဘူး ဟုတ်ကဲ့ အိတ်ကက်ထဲလည်းရှိဘူး ပုံပြီဟာ ပေးလည်းပေးချင်ဘူးဟာကဲဒီတော့စိုးသွားတယ်အမဒါဝင်ရှိပြီ ဟုတ်ကဲ့ ဒီနေရာလေးမှာကျွန်တော်စိတ်ကွက်လေး
ပြောင်းထားပါသေးတယ် ဟုတ်ပြီ နော်ဘယ်စစ်ဘက်ကိုကျွန်တော်ပြောင်းထားတော့လို့မင်းကျွန်တော်ရဲ့ကိုယ်ပိုင်ငယ်လေးနဲ့တီထွင်ထားတာလေးပေါ့နော် ဟုတ်ကဲ့ ကျွန်တော်တချင်းတောင်းထားတာလေးတွေရှိတယ် ဟုတ်ပြီ မင်းကံဖို့ ဟုတ် နောက်ပါတယ်ဘဝတန်တရား ဟုတ်ပြီ တောင်းဆိုထားတဲ့တချင်းတွေပေါ့စောစောကျွန်တော်ကိုတောင်းတဲ့ချင်းမူကြီး ဟုတ်ကဲ့ နော်ရတာလေးတွေကျွန်တော်တလေးတစ်ပံတီးပေးမယ် ဟုတ်ပြီ မရတဲ့တချင်းလေးတွေကျတော့ကျွန်တော်မှနင်းအတင်လေးနဲ့သွားနေရလို့ပါ ဟုတ်ကဲ့ ဗျာလေးကျွန်တော်ပေါ်မှာနားလေပြပါနော် မှန်ပါမှန်ပါ ဒီပိုင်းလေးငါပြောင်းထားတယ်လေရှိ ဟုတ် ဒီကြည့်မယ်နော် ဒါကတပုတ် ဟုတ် ဒီလေးလား ရုံညီလေးရနော်တို့ကမြစူချင်းလုံးလုံးကိုသူကစောင့်နေရ ဟုတ်ပါ ဒါရောက်တော့တချင်းတောင်းထားတာ ဟုတ် နမန်တပေါက်ကဦးစီပေါင်းတည်းတောင်းထားတယ် ဗာနဲ့တော့ လေယာမြေလေးဆိုပေးပါ ဦးစီပေါင်းတယ် နော် သူကလည်း သူကလည်းပြီးခဲ့တဲ့ရွာတုန်းကခြိုက်လွန်းလို့ပါတဲ့နော် စူချာကတော့ငါညီလေးပြီးရင်တဲ့ဆိုင်းသိန်းတာနဲ့ ဟုတ်ကဲ့ ဦးစီပေါင်းလာမှုတ်ပေးပါတဲ့ တိတ်မများပါဘူးအလုံး1000လောက်ပါ အသီးတွေရောင်းကုန် ကဲဒီလာညီလေးဦးစီပေါင်းတဲ့ခြိုက်လေးပေါ့နော်တော့ကြည့်မယ်နော် လေလေလေလုံးသားမှုမူတဆဝဲပြူလို့မေးပါ အမို့ရှောင်းလိုက်ခါကောက်ဆိုင်မယ် လေလူရာရင်ခွေးမိုးရင်မမင်းနိုင်ပါနဲ့မိုးရင်မမချမ်းနိုင်ပါနဲ့ လာခွေမိုးမောက်စီရွှဲလာဝေးမဲ့မအေးနိုင်ပါနဲ့ရွှဲလာဝေးမဲ့မအေးနိုင်ပါနဲ့ ဒီဒီလောဒီပရိသာဟဲ့လူမကြီး ဝါဆိုဝါကောင်းရင်တွေဖောင်းဖောင်းပြုတ်မောင်ကြီးရဲ့ စံမျိုးရဲ့လုံးတွေတူစီရွှေပြီးပေါက်စီဝေးပြီးပေါက်စီဒီလူများစီးပွားတို့တက်စီ လေလေလေလုံးသားမှုမူတဆဝဲပြူလို့မေးပါ လေလေလေရူပါမို့ရှောင်းလိုက်ခါကောက်ဆိုင်မယ် လေဒီဝဒရင်ဝေးမိုးရင်မမင်းနိုင်ပါနဲ့မိုးရင်မမချမ်းနိုင်ပါနဲ့ ဝလာတခွေမိုးမောက်စီရွှဲလာဝေးမဲ့မအေးနိုင်ပါနဲ့ရွှဲလာဝေးမဲ့မအေးနိုင်ပါနဲ့ ဒီဒီမီလောမြေပရိသာဟဲ့လူမကြီး ဝါဆိုဝါကောင်းရင်တွေဖောင်းဖောင်းပြုတ်မောင်ကြီးရဲ့ စံပြိုးရဲ့လုံးတွေတူစီရွှေပြီးပေါက်စီဝေးပြီးပေါက်စီဒီလူများစီးပွားတို့တဲ့စီနော်ရွှေပင်ပေါက်စီငွေပင်ပေါက်စီပြည်သူများစီးပွားရေးများတိုးတက်ကြပါစေ ဟုတ်ကဲ့ ဟုတ်ကဲ့ ရှိတဲ့လေလေးတော့သိသိထားဖို့တော့လိုတယ် ဟုတ်ပါဗျာ နော်ဒီလေရှိမှဒါသားကိုရှင်ပြသမီးကိုနားသားလို့ရမယ် ဟုတ်တယ် နော်ဒါရိုးရာမွေးနေ့လို့လည်းခေါ်တယ် ဟုတ် ဗါတင်ကြီးလေးစိုးကြည့်တာလေလေလေလုံးသားမို့မူတဆဝဲပြူလို့မေးပါ လေလေလေရူပါမို့ရှောင်းလိုက်ခါကောက်ဆိုင်မယ်ပါ လေပြေကိုလာရင်ခွေးမိုးရင်မမင်းနိုင်ပါနဲ့မိုးရင်မမချမ်းနိုင်ပါနဲ့ ဝလာတခွေမိုးမောက်စီရွှဲလာဝေးမဲ့မအေးနိုင်ပါနဲ့ရွှဲလာဝေးမဲ့မအေးနိုင်ပါနဲ့ မြေဒီမြေလောမြေပရိသာဟဲ့လုံမကြီး ဝါဆိုဝါကောင်းရင်တွေဖောင်းဖောင်းပြုတ်မောင်ကြီးရဲ့ စိုက်ပြိုးရဲ့လုံးတွေတူစီရွှေပင်ပေါက်စီဝေပင်ပေါ
ပေါက်စီပြည်သူများစီဝါတို့တဲ့စီအတိတ်နမိတ်တဲ့တိတ်ကိုဒီကရှာတယ်အတိတ်ရှိမှ တပေါင်းရှိတာ ဒါပေါ့ဗျာတီးတဲ့နေရာလေးမှာကြတော့လေဆိုင်းရဒီကရတာတန်တူတန်ရှိတယ်အသွားလာဆိုတာသိရေးကြီးတယ် ဟုတ် ဘယ်နေရာမှာရေးကြီးတုံးလို့မေးစီကန်းကလနာသွားလာတူးဆုပ်လို့ခေါ်ရတယ်ဆရာကြီးတွေချမ်းမှတ်ထားတာဆိုတော့ဆိုင်းရရတာလေးကိုဒီလိုလေးသွားကြည့်အောင်ဗျာ ရမင်း တပြိုင်ပြိုင်မိုးကတို့ပါလို့ဆွေလုံးမရင်နာတဝိုက်မင်းညမိုက်လဲဟုတ်ကဲ့ခဲနေ ဟုတ်ကဲ့ကိုရင်မောင်ရင်ပြုတ်မှာစိတ်မရှိရော့တထွားတမိုက်တွေတော့မှာကိုက်နေခွာလိုက်ပါ ဒုတိယပိုင်းလေး ဟုတ်ကဲ့ ဗါရင်ကြီးလေးစိုးကြည့်သမှာတပြိုင်ပြိုင်မိုးကတို့ပါလို့ဆွေလုံးမရင်နာတဝိုက်မင်းညမိုက်လဲဟုတ်ကဲ့ခဲနေကျတို့ယောက်ျားသားများသိပ်ပလီတာနော်ညှော့ကြိုက်တာကို तू ကသူ့ရဲ့အမျိုးသမီးဂယုဆိုင်ယူရတာလေးကိုသိလို့ရှင်တာ မမ နော်ဗါရင်အမစိုးကြည့်သမှာဟုတ်ပါတော့ ဟုတ်ပါတော့ကိုရင်မောင်ရင်ပြုတ်မှာစိတ်မရှိရော့တထွားတမိုက်တွေတော့မှာကိုက်နေခွာလိုက်ပါ ညှော့ကြိုက်တာများရေးတီယူလုံနေသေးဟုတ်ကိုယ့်ကိုခေါ်လိုက်ပြီးတာပဲ သူကဒီလိုပြောတာ ရေးထားတဲ့စာရေးဆရာကလည်းအတွေ့သဘောလေးတွေရေးထားတာတွေရှိတယ် ဟုတ်ပါ ဒီနေရာလေးမှာကျတော့ကျွန်တော်ကလည်းဝက်ပြေးလေးနဲ့တီးပြခြင်းသေးတယ်ဗျာ ဟုတ်ပြီ နားထောင်ကြည့်အောင် တပြိုင်ပြိုင်မိုးကတို့ပါလို့ဆွေလုံးမရင်အနာတဝိုက်မင်းမြမိုက်လဲဟုတ်ကဲ့ခဲနေ ဟုတ်ပါတော့ကိုရင်မောင်ရင်ပြုတ်မှာစိတ်မရှိရော့တထွားတမိုက်တွေတော့မှာကိုက်နေခွာလိုက်ပါ မဆန်းလာတဲ့ဒုက္ခတွေဝမ်းဝဘူးလုံရပြီညီရအစင်လာရိုးရမို့လေဤမြေကြီးကရွှေငွေတီးလို့စိုက်ပါတော့လေ မြေဒီမြေလောမြေပရိသာဟဲ့လုံမကြီးစိုက်ပြွေးလို့တွေတိုးစီရွှေပင်ပေါက်စီဝေပင်ပေါက်စီပြည်သူများစီဝါတို့တဲ့စီဒီပိုင်းလေးသိချိုက်တယ် မမ ဗါတဲ့ညီလေးစိုးကြည့်သမှာမဆန်းလာတဲ့ဒုက္ခတွေဝမ်းဝဘူးလုံရပြီညီရအစင်လာရိုးရမို့လီဝိုင်းရည်တော်မူလို့သာလောက်ကန်ရှာဖွေးနေရတာဗျသိမလွယ်ဘူးဒီသဘောတရားလေးကိုဆိုရတယ်နော် မမ ဗါတဲ့ဤမြေကြီးကခွေအိမ်မ အိပ် ဒီမြေကြီးကရွှေငွေသီးမ ညီလေးစိုးကြည့်သမှာဤမြေကြီးကရွှေခွေသီးမစိုက်ပါတော့လီ ရှင်းပါတယ်နော် ရှင်လေ
ပြည်သူတွေအားနဲ့လောက်ကန်ခဲ့ပါတယ် ဟုတ်တယ်ဗျာ ပြောချင်တာကကျွန်တော်တို့အလူတလူဖြစ်မြောက်ဖို့ဆိုတာတိတ်ကိုမလွယ်ကူဘူး ဒါပေါ့ဗျာ ငွေကြီးရှိနေမှလေအလူတလူဖြစ်မြောက်လားလို့မေးမဟုတ်သေးဘူး သူကြည့်ပဲမဟုတ်ဘူးဗျာ ရဲရွာရဲ့ဝိုင်းဝန်းကူညီဆောင်ရှောက်မှုဆိုတာတိတ်ကိုလိုအပ်တယ် အဲ့ဒါအဓိက ဒီသဘောတရားလေး ဟုတ်ပါ ဘာလို့တော့လို့မေးရဲရွာရဲ့ကူညီဆောင်ရှောက်မှုပါမသားလေးအလူပွဲကြီးရဲ့ပြင်းမြောက်အောင်မြင်ပါတယ် မနေ အလူတလူမှာဘယ်နေရာကအဓိကတာဝန်ကျတော့လို့မေးရှည်သက်ချတရားနာတဲ့နေရာမှာတိတ်ကိုအဓိကကျတယ် ဟုတ်ပါ ဒါကျွန်တော်တို့အရှင်းဆုံးပြောရင်ဆိုင်းတို့ဘိသိက်တို့တီကာချဲ့ထားခြင်းပါ ဟုတ် ဒီသဘောတရားလေးပါနော်အရေးကြီးတဲ့ခန့်ကဏ္ဍမှာကျွန်တော်ကိုအလူတိုင်ကလူတိုင်ကမှတာဝန်ပေးရထားတာဆိုတော့ကျွန်တော်ဘက်ကတာဝန်ရှိအောင်လုပ်လို့ပါရစေ ဟုတ်ပြီ ဝိတရားရလုပ်လို့ချင်းမပါဘူးနော် မှန်ပါ မဆန်းလာတဲ့ဒုက္ခတွေဒီနေရာလေးမှာကျွန်တော်သိရှိမယ် ဟုတ် တစ်မျိုးလေးပေါ့နော်ကောင်းမလားဗျာ ကောင်းတယ်ဗျာ တလုတ်စားတော့လေနော် ဟုတ်ကဲ့ မြင်းမြင်းရှက်ရှက်ပေါ့ကိုနီ မှန် ပြ တယ်ဗျာ တပုတ်ကြတော့လေလိမ့်လိမ့်ခက်ခက်ပေါ့ ဟုတ်ကဲ့ နော် မှန်ပါ အဲ့တော့ဒီလုံးဒီခွက်ကဘယ်ကစင်းတက်လာတယ်လဲလို့မေးကျွန်တော်တို့ရဲ့အလန်းလာတွေ့ချင်းကောင်းတဲ့အဖေဘုရားတကမန္တလေးဦးစိန်တောင်း မှန်ပါ အဖေကတချင်းရှာတဲ့နေရာမှာတိတ်တော့ ဟုတ်ကဲ့ ပရိသတ်နားတဲ့ရောက်ငါဘလို့တီးရမလဲငါဘလို့ပြောပြီးသူတို့သဘောကျမလဲနော် ဟုတ် တိတ်အကင်းပါတာပရိသတ် မှန်တယ်ဗျာ အဲ့တော့ထုံးနီးတူစွာပဲတဲ့အဲ့ဒီအကင်းပါခြင်းအလောက်ကဘသူတွေပို့ပြီးတော့တက်ရတယ်လဲလေမေးရင်ကျွန်တော်တို့တွေပို့ပြီးတော့တက်ရတယ် မှန်တယ်ဗျာ လူရှင်တော်တွေပေါ့ ရဲ့ နော် ဟုတ်ကဲ့ ဘာကြောင့်လဲကျွန်တော်တို့ကပရိသတ်ကဲခတ်ရလူရှင်တော်ဆိုတာပရိသတ်ကြီးမျက်စိကြွနာ မှန်ပါ အမြဲတမ်းမျက်စိကလင်းနေရအမြဲတမ်းနားဆိုင်နေရတာနော် ဟုတ်တယ် ဟောပရိသတ်ကဘာမှလှုပ်ချင်တာတော့ဘာမှသဘောကျတာတော့ကျွန်တော်တို့ကဝေဖန်ရတာအကဲခတ်ရစိုင်းစရာကတီးချင်းဆိုချင်းပြောချင်းအလုံးလုံးကကျုပ်တို့ကပရိသတ်ကိုပြန်လဲပြီးတော့အကဲခတ် မှန်ပါ အဲ့တော့ဒီချိန်မှာဘာလဲလို့မေးရင်ဒီခန်းကဏ္ဍမှာပရိသတ်ကြီးကျွန်တော်တို့ကသူများတက်ပူပြီးတော့ကွက်ကြော်ဆိုတာမြင်တတ်ရ ဟုတ်ကဲ့ ဘာကြောင့်ကျွန်တော်ဒီစကားပြောတာတော့ကွက်ကြော်ဆိုတဲ့ရာကပရိသတ်လူတိုင်းမတက်ဘူးနော် ဟုတ်ပါ ကျုပ်တို့ကပရိသတ်လူရှင်တော့အဲ့ဒီကွက်ကြော်မြင်ရတာ ဟုတ်ကဲ့ ဆိုင်းစရာကငုံတီးနာလေလူရှင်တော်ကကွက်ကြော်မြင်ရ ဟုတ် ဟောသူငုံတီးနေတဲ့အတွက်ရှေ့ရပရိသတ်ကဘာကြားကျင်တာတော့ မှန်ပါ ဘာတောင်းကျင်တာတော့သူဝင်းလိုက်ရင်အဆိုင်အရှိန်ပြတ်မှာလားကျုပ်တို့ကကွက်ကြော်မြင်ရ ဟုတ်တယ်ဗျာ အမှန်ပြောမယ်ဆိုကွက်ဂျားတွေကနေလိုက်ပြီးတော့ဖြည့်ရှင်းပေးရ ဟုတ်ကဲ့ ဒါကွက်ကြော်ပဲ ဟုတ် အဲ့တော့ပရိသတ်ကြီးဟိုတုန်းကရန်ကုန်အောက်ဘက်ကဒေရီရဲမြို့ဒေရီရဲသူလေးမိမွေးတဲ့ မှန်ပါ ဟိုတုန်းကနော် ဟုတ် ပရိသတ်ကြီးဖာစာပါလာခဲ့ပေါ့ ဟုတ်ကဲ့ဗျာ တနည်းပြောမယ်ဆိုပရိသတ်အဲ့ဒီမှာဘာဖြစ်လဲလို့ပြီးချစ်တီးတွေကငွေရေးကြီးရေးတွေကိုလိုက်ပြီးတော့အတိုးစားတဲ့ခေတ်ပေါ့ ဟုတ် နော်ငွေတိုးပေးပြီးတော့အသုံးချတဲ့ခေတ်ချစ်တီးတွေကပရိသတ်ငွေတိုးပေးတယ်မပြေလေတဲ့လူတွေကအဲ့ဒီငွေတိုးကိုယူတယ် ဟုတ် အတိုးတွေကများတယ်မဆက်နိုင်ရင်ချစ်တီးတွေကဘာလုပ်တယ်မှတ်တော့ပစ္စည်းတွေသိမ်း သိမ့် အိမ်တွေသိမ်းနွားတွေသိမ်း မှန်ပါ တရက်တော်ပရိသတ်ဒေရီရဲ့သူလေးမိမွေးတဲ့မိမွေးရအင်မတန်ချောအင်မတန်လှသူ့ရဲ့မိဘနှစ်ပါးကစီးပွားရေးအစင်မပြေတော့မိမွေးဘာလုပ်တယ်မှတ် ဘာလို့ အဲ့ဒီချစ်တီးစီသွားပြီးပတ်စံချီရ ဟုတ်ကဲ့ဗျာ အဲ့ဒီပတ်စံချီရတဲ့တဲမှာချစ်တီးကဘာကိုစာချုပ်ထားလဲဆိုတော့သူတို့ကစာပေကလည်းသိမ့်မတတ်တော့ချစ်တီးကဘာရေးထားတယ်မှတ် ဘာရေးတာ ကျွန်ုပ်ချီးထားတဲ့ပတ်စံမဆက်နိုင်ရင်မိမွေးကိုကြုတ်သိမ့်ပြီတဲ့ လူကိုသိမ်းပါ ဒီစာမှာ ဟုတ်ကဲ့ ဒါပေမဲ့သူတို့ကမသိလိုက် မှန်ပါ မသိလိုက်တော့ပြိတ္တကြီးအဲ့ဒီစာကိုလက်မှတ်သွားထိုးထားတယ် မှန်ပါ မကြပါဘူးပြိတ္တကြီးပတ်စံနေချီးထားပြီးအတိုးတွေများလာမဆက်နိုင်တော့ချီတီးရလည်းဒီယုံပြီးလို့ဒီချုံထွင်တာဟုတ်ဗျာ မှန်ပါ နော် ဟုတ်ကဲ့ ဘာလို့တယ်မဲ့တော့ပြိတ္တကြီးရွာလူကြီးခေါ်ချလာပြီးတော့ကျတို့မြန်မာကားတွေအတိုင်းပေါ့ဗျာ ဟုတ်ကဲ့ မိမွေးလာသိမ့်ရော သိမ့်ပြီ လာသိမ့်တော့မိမွေးကနေပါဦးနဲ့ကျွန်တော်မျိုးမကဒီပတ်စံကိုကြည်အောင်ဆက်ပါမယ်စောင့်ပါဦးဒီလိုပြောတယ် ဟုတ်ကဲ့ ဒီလိုမျိုးတော့ပြိတ္တကြီးချီတီးရမရဘူး
မင်းမဆန်နဲ့ငါလူသိန်းတော့မှာအဲ့တော့ပြိတ္တိမိမွေးကစောင့်ပြီးပါဆက်မယ်အဲ့တော့နောက်ဆုံးချီတီးကမပြောတယ်မှတ်တော့ ဘာပြောတော့ဗျာ အေးကောင်းပါလေဒီလိုလုံးလို့တော့မရဘူးအဲ့တော့ငါမင်းကိုအဆုံးပြတ်တကူပေးမယ် ဟုတ်ကဲ့ ဘာပေးမလဲဆိုတော့တန်မုံနဲ့ကိုခဲနှလုံးထဲမယ်တဲ့ မမ အဖြူတစ်လုံးအနက်တစ်လုံးနော် ဟုတ်ကဲ့ အဖြူတစ်လုံးအနက်တစ်လုံးတန်မုံနဲ့ကိုခဲနှလုံးထဲမယ်အဲ့ဒီခဲကအဖြူကိုနှိုက်နေရင်မိမွေးနေအကျွေးကြည့်မယ် မမ အမဲနှိုက်မိသွားရင်တော့ငါနေကိုသိမ့်ပိုက်မယ် ဒီလိုပြောတာ ဒီလိုပြောတယ်ပြိတ္တိ ဟုတ်ကဲ့ နော်အဲ့တော့အမဲနှိုက်မိရင်မိမွေးကိုသိမ့်မှာ ဟုတ် အဖြူနှိုက်မိရင်အကျွေးလျှော်မယ် အကျွေးတွေရှော့ပလိုက်မယ် အဲ့တော့ပြိတ္တအဖြူနှိုက်မိသွားရင်တော့မိမွေးကံကောင်းပါပဲ ဟုတ်ကဲ့ အမဲနှိုက်မိသွားရင်မိမွေးကံဆိုးမှာပဲ မမဗျာ အဲ့တော့လူများရှိမှမကြပါဘူးချစ်တီးရခဲကိုအမဲတွေနှလုံးထဲချပလိုက် ဟော နော် ဟုတ်ကဲ့ အဲ့တော့တော့မိမွေးကသူများတဲ့ကွက်ကြော်မြင်တယ် မှန်ပါ သူလှုပ်လိုက်တယ်ငါမြင်တယ်အဲ့တော့ငါအမဲဘယ်အားနိုင်နေငါမဲကြမှာပဲ အမဲတွေကြီးကြပါ အဲ့ဒီမိမွေးရပြိတ္တသူများတဲ့ကွက်ကြော်မြင်တော့ဘာလို့တယ်မှတ်တော့ ဘာလို့လဲ ကဲမိမွေးနိုင်လို့ရပြီတဲ့ ဟုတ် မိမွေးမကြပါဘူးတန်ကြောင်ကုန်းနဲ့ခဲနှလုံးပေါက်နိုင်ခဲ့ပြီးတော့သူများတဲ့ကွက်ကြော်မြင်တဲ့မိမွေးကဘာလို့တယ်မှတ်တော့ ဘာလို့လိုက် ခဲနှလုံးပေါက်ကိုင်းပြီးတော့အိမ်ရှိပြည့်ထဲတော့ဝိကနဲ့နေတာပဲ ဟုတ် အဲ့ချင်းချီတီးရထားတယ်ခဲဒါဘာလို့တာဘာလို့တာတော့ဘာလို့ခဲနှုတ်နေတာတော့ခဲနင်ဒီလိုလုပ်လို့မရဘူးဒါစီမင်းစီကန်းလေအဲ့တော့မိမွေးကဘာပြောတယ်မှတ်တော့ ဘာပြောလဲ ဟဲကိုချီတီးရဲ့အပြင်းမှကျသွားတဲ့ခဲလိုက်ကြည့်မနေနဲ့တဲ့ ဟုတ် နော်အတွင်းနဲ့ကြံတဲ့ခဲမြင်ရင်ဒီပြဿနာဖြေရှင်းလို့ရပြီ ရှင်းသွားမှာ အနက်တွေးခဲ့ရင်ဒါကျွန်တော်မျိုးမှနှိုက်ခဲ့တာအဖြူခဲပဲ ဟုတ်တယ် နော် ဟုတ်ပါ အဲ့တော့အဖြူတွေးခဲ့ရင်ကျွန်တော်မျိုးနှိုက်ခဲ့တဲ့ခဲရဒါအမဲပဲတဲ့ ဒါပဲ ဒီလိုပြောလိုက်တော့ပြိတ္တဘေးကလူတွေကဝိုင်းကြည့်ပြီးတကြီးရလေဟုတ်သားပဲချီတီးရနော် ဟုတ်ကဲ့ အပြင်းမှကြားနေခဲ့ဘာလို့ကြည့်နေမှာတော့အတွင်းနဲ့ကြံခဲ့တဲ့ခဲကြည်စမ်းအဲ့မှာပြိတ္တတန်ညောင်မှုနဲ့ခဲကြည့်လို့အမဲတွေတော့ဟာမိမွေးနိုင်တာအဖြူဟာမိမွေးနိုင်ပြီဟေးမိမွေးနိုင်ပြီဟာပြိတ္တကြွေးကြော်လိုက် ဟုတ်ပါ အဲ့တော့ဒီတန်ရကထောင်းမယ်ဆိုပြိတ္တကွမ်းကြော်မြင်တဲ့မိမွေးကဒီညမှာတမန်တာသွားတာ လာသွားတာဗျာ နော် ဟုတ်ကဲ့ အဲ့တော့ဒုန်နီတူစွာပဲကျိုးတို့လူရှင်တော်ကတာဝန်ယူရတာ မမ ပြိတ္တကဲခတ်ရ ဟုတ် ဆိုင်းစရာတကူတော်တီးနေတဲ့ချိန်မှာတချင်းလာတောင်းပါလားကျုပ်တို့ကသူများတဲ့ကွက်ကြုံမြင်ရတာ မမ နော် ဟုတ်ကဲ့ အပြောနဲ့အပြောကလည်းလွယ်တဲ့ရမဟုတ်ဘူးဗျ မလွယ်ပါဘူးခင်ဗျ နှုတ်ကြောင်ဒီလက်ကြောင်ကြည်တယ်တဲ့ ဟုတ်တယ် ဒီတာတကတွေလည်းရှိ မမ ကျွန်တော်ဆရာဦးအောင်ဟင်းကမှာခဲ့ ဘာများပါလဲ ငါတပည့်လူချားနဲ့သွားရင်ဇီးကကြီးဆွဲမသွားနဲ့ ဟုတ် ဆရာကမှာခဲ့ဆရာလို့ဇီးကကြီးဆွဲသွားတဲ့အိဗေကဘာတော့ဟာမင်းကလည်းကွာထုံးဝေးတာဇီးကကြီးလူချားနဲ့ဆွဲသွားမှာတော့ဟိုညိဒီညိမာမောဟာတဲ့ ဟုတ်တယ် ဟုတ် ဟုတ် အဲ့တော့လူကြားနဲ့သွားတဲ့အခါဒုန်နီတူသွားမယ်ပြိတ္တစကားပြောတဲ့အခါမှာလေဇီးကကြီးဆွဲသွားလို့မရဘူး မမ အပြောမတက်တော့ဆဲတယ်လို့တဲ့ ဟုတ်တယ်ဗျာ ဘုံကြီးဒီကြီးစကားတွေမပါအောင်လဲကျုပ်တို့ကလှုပ်လှုပ်ရတာပေါ့ဗျာ ဟုတ်ပါ နော် ဟုတ်ကဲ့ အဲ့တော့တောင်းဆိုတဲ့တချင်းလေးတွေပါအောင်အလှုပ်လှုပ်တင်ဆက်ပြီးမယ်တောင်းဆိုထားတာကရွှေမင်းကန်တဲ့ မမ တနည်းမင်းကန်ဘုတ် ဟုတ်တယ် နော် ဟုတ်ကဲ့ ဒါလေးလေးတောင်းဆိုထားတယ် မမ လူတာပြီးတော့ကိုနေထိုက် ဟုတ်ကဲ့ လေးစားရတယ် လေးစားရရောက်ပါတယ်ဗျာ တနည်းကြည်အေးရတာဗောဗျ ဟုတ်ကဲ့ ကင်မင်းကပေါ့နော်မန္တပီဖုံးပြောနေတဲ့ကောင်လေးလား ဟောဟုတ်ကဲ့ကျွန်တော်ညီလေးစိန်ဝမ်ချိုင်း ဩဤပါနာအေးစင်ပြေးတာဗျာနော် အဲ့လိုရှင်းအောင်ပြောလိုက်ပါ ကဲကျွန်တော်အမနဲ့နှစ်ပါးသွားလိုက်မယ်နော် ဟုတ်ကဲ့ လူတာပြီးတော့လေးစားပါတယ်တနေ့ချီရပါတယ်တောင်းတတဲ့သချင်းလေးတွေများလို့အချိန်အပြည့်နဲ့သိမကြံတော့ဘူးနော် ဟုတ်ကဲ့ ကဲတော့ကြည့်အောင်နော်
ပြန်လိုက်လေတကူလုံးဝီဝီပြာပြာလွင်လွင်မိခင်ဘုံရွာသူများအသားတော်လေးဝင်းတို့ဝါဝါရှိကြည်လေးလေးတောက်လေမြင်ရမလို့ပင်လေတိုင်းတည်ပြီးနမီးကြီးကတာလို့ရှင်လို့တဲ့ကောက်ပဲဒီနဲ့တဖန်ဆက်ရသွားကြည့်ပါတော့လေအရှိရပြင်းမွေးတော်သူတောင်းမှုအပြူပိုင်းကငကိုအတိုင်းခိတ်သူရဲ့နုနေရှုသဝဲအာသူရဲ့နုနေရှုသဝဲဘုံမချေပဲနေနေကမ္မမပြူရင်ကိုယ်လုံးပေါ်နေရင်ဝါဝါရှိဒီလေလေ
လေးငင်မုံညုံတွေနဘေးမှာကြီးကဝင်သွားရှာပြီးမင်းကပုတ်ရောသူများအသားတော်နေဝီလို့ဝါဝါချင်းကြီးလေးလေးတရင်မှန်ထုတ်ရမယ်ဆိုတာမင်းကံဘုံ မှန်တာပေါ့ နော် ဟုတ်တယ် ဒီနေ့အခြေတရင်မှန်ရမယ်ဆိုရွှေမင်းကံနဲ့ ဘုန်းတော်ရှိဆရာတင်ကြီးကိုယ်တိုင်ရေးသားခဲ့ ဟုတ်ပါမယ်နော် ဟုတ်ပါ အဲ့တော့ဒီလိုတီးလဲဦးတီးကွမျိုးဆိုတာကလေတောင်းဆိုတဲ့ပုံကိုရှိမှကျွန်တော်တို့ကစူပြရတာဟုတ်ဗျ အရက်ကရင်တော့တပင်ကခန့်ရတာကိုဗျကို မှန်တယ်ဗျာဟုတ်ပါနော် ဟုတ်ကဲ့ပါ အဲ့တော့ဒီကနေ့ညမှာကတော့ကိုဟန်ချမ်းကြီး ဗျာကိုကံကောင်း အချင်းကြီးမဖြစ်အောင်လှုပ်လို့ရမှာပဲ မှန်တာပေါ့ အချင်းကြီးဖြစ်တဲ့ຢာကဘာတွေလဲ ဘာတွေလဲဗျ ဖျားမေသောကဘာတဲ့ဖျားမေသောကဘာတဲ့ခမရတို့ကျိုးတို့နေတဲ့ကဘာကကိုဟန်ချမ်းကြီး ခမင်း ဘယ်ကဘာမှနေတာတော့ ဘဲကဘာပါလေးဗျာ ဟုတ်ဗျာငါမင်းနေ မသိလည်းမလို့ ဗဒ္ဒကဘာ ဗဒ္ဒကဘာ ဟုတ်ကဲ့အဲ့တော့ဗဒ္ဒကဘာကဖျားငါးစုဝင်းတဲ့ကဘာ ကျွန်တော်ကိုလွမ်းပိုင်ဗဒ္ဒကဘာပဲသိတာဟုတ်ကဲ့ ဖျားငါးစုဝင်းတဲ့ကဘာမှာလူပြည့်ရတာခင်ဗျားတို့ကျုပ်တို့ကနော်အဲ့တော့ဖျားငါးစုဝင်းတဲ့ကဘာမှာလူပြည့်တဲ့အတွက်တန်မိုးရှိတဲ့လူတွေပါ မှန်တာပေါ့ နော်အဲ့တော့တုံညကဘာဆိုတာရှိတယ်ဗျကိုဟန်ချမ်းကြီး ပြောပါဦးဗျ အဲ့ဒီတုံညကဘာကတော့အဲ့ဒါဖျားမဲ့တဲ့ကဘာအဲ့ဒီကဘာမှာလူပြည့်ရင်တော့အချင်းကြီးပဲဘာကြောင့်လဲဖျားမှာမပွင့်မှာတော့ဖျားရှင်ရဲ့စိုးဆုံးမဩဝါဒတွေခင်ဗျားတို့ကျုပ်တို့ကြားပွင့်ရှိပါအောင်မလား မဲရှိမှလေးဗျ မှန်တယ်ဗျ မှန်တယ်ဗျ နော်အဲ့တော့အချင်းကြီးပြည့်တဲ့ຢာကဖျားမဲ့တဲ့ကဘာပညာမဲ့သောယောက်ျားမိန်းမတစ်ယောက်ကပြိတ္တယောက်ျားတစ်ယောက်အားမိုးလို့ယူထားတာအဲ့ဒီယောက်ျားကပြိတ္တရေပညာမတတ်ပဲမိန်းမတမိန်နာကိုစားနေတော့အဲ့ဒီယောက်ျားလည်းအချင်းကြီးပဲတဲ့ သူလည်းချီးနီးပါပဲ နော်ပညာမဲ့သောယောက်ျားအချင်းကြီးပဲဗျနောက်လေမလာသောတကွန်းနဲ့လေတကွန်းတကွန်းပြိတ္တရေလေမမလာရင်အဲ့ဒီတကွန်းကအပေါ်ရောက်နိုင်ပါမလား ဘယ်ရောက်နိုင်မှာလဲ ဟာလေတိုက်မှာလေလာတဲ့ဘက်ကိုပြိတ္တတကွန်းလုံးမှာတကွန်းကအပေါ်တက်မှာမဟုတ်ဘူးလား ဟုတ်တာပေါ့ လေမမလာရင်အဲ့ဒီတကွန်းလည်းအချင်းကြီးပဲ အချီးနီးပါပဲ လေမလာသောတကွန်းအချုံမပါသောအဲ့တချောင်းကအချုံမပါရင်သူလည်းအချင်းကြီးပဲ သူလည်းချီးနီးပါပဲ နော်အပြေးများတဲ့စက်ကူတဲ့စက်ကူတရက်ကပြိတ္တအပြေးမှများနေမမသားများသူလည်းချင်းကြီးပဲတဲ့နော်ကလေးမရှိတဲ့နေအိမ်နဲ့အချင်းကြီးပဲဗျအိမ်ကပြိတ္တကလေးသည်အိမ်ဤဇဲလဲနော်ကလေးမရှိတဲ့နေအိမ်ကလည်းအချင်းကြီးပဲတဲ့ ချီးနီးပါပဲ နောက်ရေတိန်နဲ့ဝဲတခုကပြိတ္တရေတိန်နေမှာတော့အဲ့ဒီဝဲကအလုပ်ဖြစ်ပါအောင်မလား ဘယ်ဖြစ်နိုင်မှာတော့ နော်အဲ့တော့ပရိသတ်ကြီးဒီကနေ့ညမှာအချင်းကြီးမဖြစ်အောင်အလုပ်လုပ်ပြင်ဆက်ပေးရခင်ဗျားတို့ကျုပ်တို့အားလုံးကြောင်ရောက်မှထိုးထားတဲ့လေးချိုးကြီးอ่ะအဲ့ဒါလေးချိုးကြီးတိုင်းမဖြစ်နေမှာပဲအဲ့ဒီလေးချိုးကြီးကိုပရိသတ်ယူပြီးတော့ဗပင်းဆရာထံပို့လိုက်မယ်ဆိုရင်ဟုတ်ထိကောင်းတဲ့ဓာကောင်းတစ်လက်တော့ဖြစ်သွားမှာမဟုတ်ဘူးလား မှန်တာပေါ့ နော် ဟုတ်ကဲ့ ဒိုနီတူစာမေးပရိသတ်လမ်းမေးထားတဲ့ကြောက်တုံးကြောက်ခဲကြီးอ่ะဟိုလူကဖနှက်ခါလိုက်ဖုံတုတ်လိုက်အဲ့ဒီကြောက်တုံးကြောက်ခဲကပရိသတ်ဒါတန်ဖိုးမဲ့နေတာပဲတန်ဖိုးရှိတဲ့ပရိသတ်ရေဘဘူးစီယာလက်တဲ့ရောက်တော့ကြောက်စစ်စီယာလက်တဲ့ရောက်သွားရင်ခမည်းတော်ကျုပ်တို့လ
လက်အုပ်ချင်းကြီးကိုးကွယ်လို့ရတဲ့စင်းနုတော်တစုဖြစ်မသွားဘူးလို့မပြောနိုင်ဘူးလားဗျာ မှန်တာပေါ့ ပြောနိုင်တာပေါ့ ပြောနိုင်တာပေါ့ နော်အဲ့တော့ပြိတ္တအချင်းကြီးဖြစ်တဲ့အရာတွေကျုပ်တို့ကလည်းမလုပ်အောင်မပြောအောင်မလုပ်လို့ရမယ်ဗျအဲ့တော့ကိုယ်ချမ်းကြီး ကိုကံကောင်းရင် တောင်းဆိုတဲ့တချင်းလေးလည်းကြံသေးတယ်ဗျာ ဆရာမသေးတယ် စင်တိုင်းဆက်တိုင်းလေးကျုပ်တို့ဘက်ကလည်းလှုပ်လှုပ်ပေးရအောင် မှန်တာပေါ့ နော်အဲ့တော့ဒီခန်းကဏ္ဍမှာကြွလာတဲ့အပရိသတ်များကျွန်တော်ညီလေးသားစီတောင်းဆိုတဲ့တချင်းတစ်ခုဖြစ်တဲ့ချစ်မွေး မှန်တယ်ဒါပရိသတ်ကတောင်းဆိုတာလေး ဟုတ်ပါ ပရိသတ်ကကြားကျင်တာလေးဒီလာတောင်းတယ် မမ ရတာလေးတော့အကုန်ပြီးပေးရတာပေါ့ မှန်နေဗျာ နော်ဒီတော့ပရိသတ်ကလည်းကြားကျင်နေတာကသချင်း ဟုတ် ခင်ဗျားတို့ကျလို့ဆိုင်းသမားလေးစားကျင်နေတာကလည်းထမင်း ဟုတ် နောက်မိုက်သိရင်တော့လာမှာပါ ဒါမှပေါ့ ဘာရောက်ဖွယ်ဖောင်းနေတယ် ဟုတ်တယ် ဟုတ်ကဲ့ပါဒီတော့ဟလာညပိုင်းမှာကြွရောက်လာကြတဲ့ဆိုင်းဝန္ဒနာရှင်ဆိုင်းဖာခင်ဆိုင်းမိခင်အပေါင်းကိုရှေ့ကကျွန်တော်ရဲ့အကိုကြီးကိုဆရာဖြစ်တဲ့ကိုဆရာဂီတအရှင်ကောင်းတယ်ကျွန်တော်ကသားစိန်တောင်းကနေပြီးတော့တောင်းဆိုချက်သေးသေးချင်းလေးတွေပေါ့ဗျာ ဟုတ် စင်လိုက်ဇက်ထိုက်လေးအာဒီတော့ရစင်လိုက်ဇက်လေးအခမ်းပေးတာဖြစ်ပါတယ်ကယ်ရီရရှေ့ကဆိုင်းဆရာအကြိုက်ဆောင်မိုက်ထောင်လေးပြီဆိုတော့မရှိပါဘူး လူရှင်တော်လည်းဖြစ်တယ် ဟုတ်တယ် အကုန်ဖြစ်ပါတယ်မင်းက လူရှင်တော်လည်းလှုပ်လိုက်တာပဲ तू ကဆိုတော်လည်းလှုပ်လိုက်တာပဲ တော့ရမဘာဘာလန့်နေပါအောင်မယ် ဒါလူလွဲနေဦးမယ်ဒါမောင်းတရဲ့ချောင်း တော့လည်းစမ်းကျင်တာဦး ကယ်ရီတာချင်မိုးကြီး မင်းတို့မှလည်းငါပြိုင်လို့လေ ပတ်စီအောင်နော် Thank you.
ပေးချင်မောချစ်လက်စားတို့ခဲ့ရသည်အားလုံးရဲ့မဲလို့သူကတော့ယူမမချင်ပါဘူးချစ်ပေးချင်မောချစ်လက်စားတို့ခဲ့ရသည်ချစ်မိုးကြီးရောတော့လို့စီတဲ့မဲမဲဝဲကရှိတ်ကိုရောက်ခြင်းနီးလူချင်းတွေ့သလိုပြောလိုက်ပါရစေမိလို့မရနိုင်ပါဘူးဖြောင်းလို့မရနိုင်ပါဘူးမျက်စိထဲမှာဝဲပေါ်လာပြီမိလို့မရနိုင်ပါဘူးအော်ဖြောင်းလို့မရနိုင်ပါဘူးမျက်စိထဲမှာဝဲပေါ်လာပြီကြားလေးမမိနိုင်တော့သည်နေပဲလွမ်းမိသည်တဲရဲမှာဆွဲပါရင်မောင်ကိုရင်ညထားခဲ့ပင်စာဝေလီလူရင်တိတ်တောင်ထိတ်လို့မရပါဘူးရောင်ကြီးချင်းတောင်အလျောင်လာပါဒီပင်စာဝေလီလူရင်တိတ်တောင်ထိတ်လို့မရပါဘူးရောင်ကြီးချင်းတောင်အလျောင်လာပါဒီအရှိတ်ကိုရောက်ခြင်းနီးလူချင်းတွေ့သလိုပြောလိုက်ပါရစေမိလို့မရနိုင်ပါဘူးဖြောင်းလို့မရနိုင်ပါဘူးမျက်စိထဲမှာဝဲကပေါ်လာမိလို့မရနိုင်ပါဘူးအော်ဖြောင်းလို့မရနိုင်ပါဘူးမျက်စိထဲမှာဝဲကပေါ်လာကြားလေးမမိနိုင်တော့ရင်မိပဲလို့မိသည်တဲထဲမှာဆွဲကရင်မောက်ကိုရင်ညထားခဲ့ပြီ
ချူမြောင်အထက်ထက်တော်တော်ရဲ့ရဲ့ဖြေကျော်ဘူးတဲ့ခီးရနေခဲ့တော်လေးသူတွေကချမ်းမြချီလေးလေးငိမ့်ငိမ့်လေးတီးစကြီးစီဒီလာတော့ဆိုင်ဆိုင်ချူမြောင်အထက်ထက်တော်တော်ရဲ့ရဲ့ဖြေကျော်ဘူးတဲ့ခီးကျန်နေတော်လေးသူတွေကချမ်းမြချီလေးနေညင်ညင်လေးတီးစကြီးစီဒီလာဆိုင်ဆိုင် တကားတည်းခတ်ထန်သောလီမုန်တိုင်းတွေတကားတလီလေးဝဲရလီဝီတကားတလီတော့ညကြီးလီဝီမရှောင်သာဆောင်တွေ့ခဲ့တော်လေလီစီမြေစီလျက်ခရီးစိတ်မပြတ်သောဣန္ဒြေအေးမြစေချီလီစေအသေးပြမာလီဆိုင်ဆိုင်တကားတည်းခတ်ထန်သောလီမုန်တိုင်းတွေတကားတလီလေးဝဲရလီဝီတကားတလီတော့ညကြီးလီပြီမရှောင်သာဆောင်တွေ့ခဲ့တော်လေလီစီမြေစီလျက်ခရီးစိတ်မပြတ်သောဣန္ဒြေအေးမြစေချီလီစေအသေးပြမာလီဆိုင်ဆိုင်ချူမြောင်ထက်ထက်တော်တော်ရဲ့ရဲ့ဖြဲချော်ကူတဲ့ခီးရနေလာတော့ခန္ဓာရ
စွာစာလောင်းမသိနေဒီတကွေတော့တွေ့ရပါတော့မြတ်တိရာဆန်းချောင်းအပါမာလီနာနေတော့ရှင်ဝေချမ်းစီအပန်းပြီစံရီစံရီ ချူမြောင်ဖက်တဲ့ဒေါတာရည်ရဲ့ဖြစ်ချိုကူတန်းခီးရနေလာတော့ခန္ဓာရခီးတဲ့တူချွေးပြယူစီပင်မချီစွာစာလောင်းမသိနေဒီတကွေတော့တွေ့ရပါတော့မြတ်တိရာဆန်းချောင်းအပါမာလီနာနေတော့ရှင်ဝေအေးချမ်းစီအပန်းပြီစံရီစံရီ ဒီကနေ့ဘာသာပြုတဲ့အလူတိုင်ကဥလဝေသနာအလူတိုင်ကမောင်တော့ဆန်းဆန်းခိုင်တို့ရဲ့မိသားစုရဲ့ရှင်ပြုနတ်တာလူတော်မင်္ဂလာပွဲမန္တလေးသားစီတော်မင်္ဂလာရွှေဆိုင်ရဲ့ဗလာဆိုင်အိတ်ခံမှုအစီအစဉ်ဤတွေနေတည်တန်၍စိတ်ရှိမှန်ကသဘောမှန်တော့ရွှေဆိုင်တော်နောက်ပိုင်းသိတဲ့ပြောတန်းဆိုတာကြားရအောင်စို့